ကြံဖန်ဖန်လဲတွေးတတ်ကြတယ်နော်မျက်နှာပဲတပည့် cleansing လောက်ရမယ်တိထားတာအခုကခြေထောက်ပါတပည့် cleansing လောက်ရတော့မယ်အမတယောက်ရဲ့ဗီဒီယိုလေးကိုတွေးလိုက်လို့ပေါ့နော်ငါလည်းဒီလိုလေးလိုက်လုပ်ကြည့်အောင်မယ်ဆိုတကယ်ထိရောက်တယ်ဘလို့ထိရောက်တာလဲဆိုရင်နောက်မှပြောပြပေးမယ်အခုကတော့ secret လေးတိုက်ပြမှာဖြစ်တဲ့အတွက်ကြောင့်တပည့် cleansing လေးအရင်လုပ်လိုက်မယ်ဒီလိုမျက်နှာအသားကြီးပို့ပြီးတော့ပြောင်းစင်ခြင်းနဲ့အညစ်အကြေးတွေပြောင်းစင်ခြင်းလို့တပည့် cleansing လုပ်တယ်လို့ပဲကိုယ့်ရဲ့ခြေထောက်လေးဒီမှာလေဖုံမုံအညစ်အကြေးလေးရှိရတွေ့လားအညစ်အကြေးတွေလေဖုံမုံနေကတ်နေရမျိုးလေးတွေဒီလိုမျိုးလုပ်ပေးခြင်းအပြင်ဒီလိုသုံးတဲ့ secret လေးတွေကပို့ပြီးတော့ထိရောက်တယ် lotion လေးတွေပို့ပြီးထိရောက်တယ်သားရည်လေးကပို့ပြီးကြည်တယ်အမဲဆက်လေးတွေပါလာတယ်ပေါ့နော်အခုကတော့ secret လေးတိုက်လိုက်တယ်ကိုယ့်ရဲ့ secret လေးကလည်းအမဲဆက်အမာရွပြောက်ပြီးအသားရည်ကြည်ပြီးတော့မှနူးညံ့စေရဖြစ်တဲ့အတွက်ကြောင့် double cleansing လေးလုပ်လိုက်တဲ့အခါကျတော့ဘာပြောကောင်းမလဲအရန်ကိုမှစိတ်ကြည်နေရတယ်ကိုယ့်ခြေထောက်လေးကိုကြည်ပြီးတော့အရင်ကကိုယ့်ရဲ့ခြေထောက်ပုံနဲ့များတခြားစီပဲ secret လေးကလည်းတစ်ခါဆိုတလောက်သုံးပြီးသွားပြီဆိုရင်လုံးဝ smooth ဖြစ်ပြီးတော့အသားရည်လေးကိုကြည်သွားစေတယ်ဖြည်းဖြည်းဖြူသွားစေတယ်အဲ့တော့ခြေထောက်လှလှလေးပိုင်ဆိုင်ခြင်းနဲ့ကောင်းမလေးတိုင်းအခုလိုမျိုးခြေထောက် double cleansing လုပ်ပေးဖို့မမေ့နဲ့ secret ကိုကောင်းကောင်းရှာနေရဆိုလို့ရှိရင်လည်း idiot TJ secret လေးကိုသုံးကြည့်เนาะဒီနီလန်းလေးတိုင်းသုံးကြည့်တစ်ပတ်အတွင်းလုံးဝခြေထောက်လှလှလေးပိုင်ဆိုင်စေရမယ်เนาะ